အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တွေကြားမှာအရန်ကိုရေပန်းစားခဲ့တဲ့အိန္ဒိယရဲ့လှုပ်ဝက်ဆန်းကျဲဇလန်တွဲဖြစ်တဲ့နိုင်ဂျင်တဲကစိတ်လှုပ်ရှားစရာခန်းလေးတစ်ခုကိုပြောပြပေးသွားမှာပါဇလန်အစမှာတော့မင်းသမီးလေးဟာသူမရဲ့အတိတ်နဲ့အစ်စ်အမှန်ဘဝကိုဖုံးကွယ်ထားဖို့စူးစမ်းနေတာကိုတွေ့ရပါတယ်ရန်သူတွေကသူမကိုငွေပြိုမဲ့တယောက်လို့တန်တရားဝင်ပြီးစစ်ဆေးမင်းမြန်းနေပေမဲ့သူမကတော့ကျမစီမှာဘာအမြူတွေမှမရှိတယ်လို့ကျမကလည်းငွေပြိုမဲ့မဟုတ်ပါဘူးလို့ပြက်ပြက်တသားညှင်းဆိုနေခဲ့ပါတယ်ဒါပေမဲ့သူမရဲ့မျက်ဝန်းတွေထဲမှာတော့တစ်ခုခုကိုကြောက်ရွံ့နေတယ်လို့တစ်ဖက်ကလည်းအင်အားတစ်ခုကိုထိန်းချုပ်ထားတယ်လို့ဖြစ်နေတာပါတစ်ဖက်မှာလည်းမကောင်းဆိုးဝါးရန်သူတွေကမင်းသမီးလေးရဲ့အသက်ကိုရန်ရှာဖို့အကွက်ချနေကြပါတယ်သူတို့ကဒီမိန်းကလေးရဲ့ကြောရိုးကိုသာရိုက်ချိုးလိုက်ရင်အလုတ်ကပြတ်သွားပြီလို့ရုပ်မာတဲ့အစီအစဉ်တွေကိုဖော်ဆောင်လာပါတယ်အခြေအနေတွေကတင်းမာလာပြီးထူးဆန်းတဲ့ဂီတတန်တွေနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးဟာလည်းလျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်လာပါတော့တယ်တဖြည်းဖြည်းနဲ့အခြေအနေတွေကပုံမိုးဆိုးရွားလာပြီးမင်းသမီးလေးကိုအကြက်ကင်လာတဲ့အခါမှာတော့သူမဟာဆက်ပြီးဖုံးကွယ်ထားလို့မရတော့ပါဘူးရန်သူတွေကမင်းတကယ်တော့ဘသူလဲလို့ဟိန်းဟောက်ပြီးမေးလာတဲ့အချိန်မှာတော့မင်းသမီးလေးရဲ့ဒေါသတွေကပောက်ကွဲထွက်လာပါပြီသူမဟာအရင်ကလိုနုနယ်တဲ့မိန်းကလေးမဟုတ်တော့ပဲသူမရဲ့အစ်စ်အမှန်ဝိညာဉ်ကိုထုတ်ဖော်ပြလိုက်ပါတယ်ဟုတ်တယ်ငါဟာအမွေပြိုမဲ့ပဲမင်းတို့ထင်နေတယ်လို့တာမန်လူသားလည်းမဟုတ်ဘူးတိရစ္ဆာန်လည်းမဟုတ်ဘူးငါဟာအစွမ်းထက်လာတဲ့ရှယ်ဗန်ရဲ့ချက်ထားတဲ့နေဂျင်ပဲလို့ရေရဲဝုန်းကြီးညာလိုက်ပါတော့တယ်ရန်သူတွေကအဲ့ဒီမှာပဲတမိသားစုလုံးကိုတက်ပစ်ဖို့လုပ်ကြပါတော့တယ်တကယ်တော့ရန်သူတေထင်နေတဲ့သူကမွေပြိုမဲ့အစ်စ်မဟုတ်ခဲ့ပါဘူးသူညီမကသာမွေပြိုမဲ့အစ်စ်ဆိုတာကိုသူမမသိခင်ပြပြခဲ့ပါတယ်တမိသားစုလုံးတက်ပြီးတဲ့နောက်မှာအားလုံးကိုမြေမြုပ်ပစ်ခဲ့ပါတယ်ဒီချိန်မှာမွေပြိုမဲ့တယောက်ကသူမရဲ့ဘရင်မကိုဒီတိုင်းတေခံတော့မှလားလို့ဖះရှိမှဆူတောင်းပြောဆိုခဲ့ပါတယ်ဖះရဲ့တကိုးတွေနဲ့အတူသူမပြန်လဲနိုးထလာခဲ့ပါတယ်သူမပြန်လာတဲ့အခါမှာတော့ရန်သူတွေကနိုင်ငံကိုဖျက်ဆီးဖို့နဂါးတကောင်ကိုဆေလွတ်ခဲ့ပါတော့တယ်မွေပြိုမယ်နဲ့နဂါးနဲ့တိုက်ခိုက်ကြပါတော့တယ်သူမရဲ့အတွင်တန်ပြောင်းလဲသွားမှုနဲ့အတူရန်သူတွေဟာထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်ဒါပေမဲ့မင်းသမီးလေးကတော့သူတို့ကိုလွတ်ပေးဖို့အစီအစဉ်မရှိပါဘူးဒီကဘာပေါ်မှာမင်းတို့ကိုအရှင်ထားမှာမဟုတ်ဘူးလို့ကြုံဝါလိုက်တဲ့သူမရဲ့လက်စားချေမှုတွေကဘလို့ဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာအကောင်းဆုံးအပိုင်းပဲဖြစ်ပါတယ်